သာသနာတော်နှစ်2550ခုနှစ်ကောဇာတက္ကရာ1385ခုနှစ်ဝါဆိုလသန်း9ရက်2013ခုနှစ်ဇူလိုင်လ12ရက်ရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်သာသနာရေးဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနသဗ္ဗသီရိဗိမာန်တော်အတွင်ဆင်းကျင်းပပြုလုပ်အပ်သည့်သာသနာပူဇာမြတ်မင်္ဂလာတရားအလှူတော်ဓမ္မသဘင်အခမ်းအနားဝယ်မရန်ကုန်မြို့နယ်မစိုးရိမ်လမ်းတွင်နှစ်အမှတ်70နှစ်ဖက်မိဘများအားရည်စူး၍ဥဆိုင်ဖို့ချစ်ဒေါ်နန်းခမ်းလှိုင်ရွှေအလင်းအိမ်ကားစာပေမိသားစုသာသမီမြေမြင့်တစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်တော်လောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကျိုးပန်းချက်အပိုင်းနှစ်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်များရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာလိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတ္တတတ္တယောနာထောဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာရေတွက်တင်ချတို့ဖြင့်တော်လဲအဘေမေယံရေတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအတင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုပြည့်တိထဝယ်ငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတော်မူရသည်ဖြစ်၍ခေရန်လက်ဖြစ်မျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍချိန်ခံများစွာရောက်တော်မူခဲ့ရရှာလေသည်မဟာကရုဏီကတ္တတတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခေမကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မတွေ့ဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကျိုးပန်းချက်အပိုင်းနှစ်ပြည့်စုံတဲ့ချမ်းသာကြွယ်ဝတဲ့မင်းသားဘဝမှာ29နှစ်တိုင်တိုင်လောင်းတော်သိတ္တထမင်းသားဟာစိစိဥစ္စာတွေနဲ့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေရဲ့အနေအထားတိုင်းချမ်းချမ်းသာသာဘဝခရီးကိုပျော်ပျော်ပါပါမိသားစုဘဝနဲ့ဖြတ်ကျော်လာခဲ့ရပေမဲ့လို့သူ့စိတ်ထဲမှာထူးခြားတဲ့ဥတည်ချက်ရည်ရွယ်ချက်တစ်ခုကဖြစ်ပေါ်နေတယ်သူ့စိတ်ဓာတ်တွေဟာလူနာလူသေးယဟန်ဆိုတဲ့မြင်ကွင်း၄မျိုးကို
မြင်လိုက်ရတဲ့အချိန်ကစပြီးတော့တမန်ဘဝမှာကျင့်တဲ့ချင်းပျော်ရွှင်ခြင်းဆိုတာမဖြစ်လာတော့ဘူးခေါင်းထဲမှာဗာစဉ်းစားနေတုံးဆိုရင်ဗုဒ္ဓဘောဓိယဒီလိုဆင်းရဲဒုက္ခတွေကလွတ်တဲ့နိလန်းကိုငါသိအောင်လုပ်မယ်သိပြီးတဲ့အခါမှာအများတ attva တွေကိုလည်းပဲဒီလမ်းကြောင်းကိုသိအောင်ပြောပြမယ်ဗုဒ္ဓဘောဓိယငါကိုယ်တိုင်အမှန်တရားကိုသိပြီးတဲ့နောက်အများတ attva တွေသိဖို့အတွက်ငါကြိုးစားမယ်ဆိုတဲ့စိတ်ဟာဖြစ်ပေါ်ပြီးတော့နေမုတ်တောမောစီယလောကရဲ့အနှောင်ဖွဲ့တွေကအမြဲတမ်းကြီးမားတယ်မိသားစုအနှောင်ဖွဲ့စီစဉ်ဥစ္စာဆိုတဲ့အနှောင်ဖွဲ့ပတ်ဝန်းကျင်ဆိုတဲ့အနှောင်ဖွဲ့တွေကနှောင်ဖွဲ့မသိလောက်အောင်တိမ်မွေ့နူးညံ့ပြီးရုပ်မထွက်နိုင်ကြဘူးအဲ့ဒီရုပ်မထွက်နိုင်လောက်အောင်နှောင်ဖွဲ့မိနေတဲ့အနှောင်ဖွဲ့တွေကငါလွတ်အောင်ကြိုးစားမယ်ငါလွတ်တယ်လို့တရားတွေကိုလည်းလွတ်စေရမယ်လွတ်အောင်ကြိုးစားမယ်ဆိုရင်အတွေးတွေခေါင်းထဲမှာဝင်နေတယ်ပေါ့တိန်နောတာရယဒီဘက်ကံဟာပြဿနာတွေအမတန်မှကြီးမားဆင်းရဲဒုက္ခတွေနဲ့အမတန်မှများပြားတယ်မငြိမ်းချမ်းတဲ့တဏှာဆိုတဲ့ဒီဘက်ကံကြီးကနေပြီးဟိုဘက်ကံကိုငါကူးနိုင်အောင်ကြိုးစားမယ်တရားတွေကိုလည်းငါနီးထပ်တူဟိုဘက်ကံရောက်အောင်ပို့ဆောင်မယ်ဆိုတဲ့ဒီရည်ရွယ်ချက်အတွေးတွေကသူ့စိတ်ကိုလွှမ်းမိုးထားတာဒါကြောင့်မို့29နှစ်တာကာလယခင်ကပျော်ပျော်ပါးပါးနေခဲ့တဲ့မိသားစုဘဝသူ့အတွက်မပြောနိုင်ဘူးတနေ့တာအချိန်ကုန်လို့ရှိရင်လည်းပဲဒီစိတ်တွေနဲ့ပဲအချိန်ကုန်သွားတော့နောက်ဆုံးမှာစိတ်ပြေလက်ပြောက်ရုပ်ပြင်ဘက်ကိုဥယျာဉ်နေရှုခင်းကောင်းတဲ့ဥယျာဉ်နေထဲမှာထွက်ပြီးတော့နေပေမဲ့လို့ဒီအတွေးကခေါင်းထဲမှာမပြောက်ဘူးအဲ့ဒီအချိန်မှာမြို့တော်ကသတင်းတစ်ခုရောက်လာတယ်ဘာလဲလို့ဆိုလို့ရှိရင်ရတော်ရမိဖုရားကသားတော်လေးတစ်ပါးဖွားမြင်လာပြီဆိုတဲ့အကြောင်းသတင်းလာပို့တယ်သတင်းလာပို့လိုက်တဲ့အခါမှာလွတ်ခနဲ့သူ့နှုတ်ကဘာပြောလိုက်တော့ဆိုယာဟုဇာတောဗန္ဒနာဇာတံငါရဲ့လာဝန်းလို့ဆိုတဲ့ငါရဲ့စီမံချက်အလျောကလွတ်ဖို့ဆိုတဲ့စိတ်ကူးရနေတဲ့လာပြီဝန်းကြီးတော့နှောက်ရှက်မဲ့ယာဟုဆိုတဲ့အတူနေနတ်ကြီးတော့ပေါ်လာပြီငါစိတ်ကိုနှောင်ဖွဲ့မဲ့ဟာတခုတော့ရောက်လာပြန်ပြီလို့စိတ်แท้ကဖြစ်ပေါ်လာတဲ့အတိုင်းရုတ်တရက်နှုတ်ကနေထွက်ပြီးတော့ညီးတွားလိုက်တာသားကလေးမွေးဖွားတယ်ဆိုတဲ့သတင်းကိုတုံ့ပြန်ပြောဆိုလိုက်တဲ့တခါယာဟုဇာတောဗန္ဒနာဇာတံယာဟုဆိုတာကြီးပေါ်လာပြန်ပြီနှောင်ဖွဲ့တွေရောက်လာပြန်ပြီလို့ဒီစကားပြောပြီးတော့ငြိမ်သက်နေတဲ့အနေအထားမှာလာပြီးတော့သတင်းပို့တဲ့မင်းစီတမန်တွေကမြို့ထဲပြန်သွားပြီးခမည်းတော်သုတ္တရဏမင်းကြီးစီဝင်ရောက်ခါသားတော့ခမည်းတော်သုတ္တရဏမင်းကြီးကငါသားကဘာပြောလိုက်တုံးလို့ဆိုတော့ယာဟုဇာတောဗန္ဒနာဇာတံလို့ဆိုတဲ့စကားလုံးကိုပြောလိုက်တယ်ဆိုတော့သုတ္တရဏမင်းကြီးကအဲ့ဒီယာဟုဇာတောဆိုတဲ့စကားလုံးကိုယူပြီးတော့ငါမြေးတော်လေးကိုယာဟုလာလို့မှဲ့မယ်လို့ဆိုပြီးအမည်မှဲ့ပြီးသားဖြစ်သွားတယ်ပေါ့တကယ်ကတော့ညီးလိုက်တာပဲနော်အဲ့ဒီစကားလုံးလေးကိုယူပြီးတော့အမည်နာမမှဲ့လိုက်တာအဲ့ဒီမှာစိတ်ထဲကပျော်ပိုင်းမှုမရှိဘူးနန်းတော်ကိုပြန်လာခဲ့တယ်ဖျားအလောင်းသိတ္တထမင်းသားရဲ့မျက်နှာဟာအင်တမတီတီကြီးဖြစ်နေတော့
မင်းသားရဲ့မျက်နှာကိုကြည့်နေကြတယ်သူ့ရဲ့အချမ်းရံတွေကပျော်လို့ပျော်ညာဆိုပြီးတော့အတိအမုတ်အကခုံနေနဲ့ဘုရားလောင်းကိုဖြေပြောကြသူကောင်းတဲ့မှာတော့အမြဲတမ်းပဲငါမှန်သိအောင်လုပ်မယ်သိပြီးရင်တရားတွေကိုလည်းသိအောင်လုပ်မယ်ဆိုတဲ့အတွေးတွေကလွှမ်းမိုးပြီးတော့နေတော့သူတို့တီးတာမှုတ်တာတွေစိတ်မဝင်စားတော့မကြခင်ပဲငြိမ်သက်ပြီးတော့အိပ်ပျော်သွားတယ်အိပ်ပျော်သွားတဲ့အခါကျတော့သိဒ္ဓရမင်းသားအိပ်ဆက်သွားပြီဆိုတိမုတ်နေကြတဲ့ပုဂ္ဂိုလ်တွေကလည်းသူ့ရဲ့ရံရော်တွေချွေရံသင်ပင်းတွေကအလုံးဟာအမျိုးသမီးတွေကြီးပဲနော်ခုခေတ်မှာအမျိုးသမီးဆိုင်ဝိုင်းပေါ်တာမဟုတ်ဘူးအဲဒီမှာအမျိုးသမီးတွေကြီးပဲအကုန်လုံးတီးကြမှုတ်ကြဆိုကြကတာအကုန်လုံးအမျိုးသမီးတွေကြီးပဲကဲသိဒ္ဓရမင်းသားကျိတ်ဆက်သွားပြီအလုံးတိတ်တိတ်ဆိတ်ဆိတ်နေကြတော့ဆိုပြီးတော့အကယ်၍များနိုးလာရင်ထပ်ကြည့်ဖို့ဆိုပြီးတော့ဒီအနေထားတိုင်းသူတို့လည်းတိမုတ်နေတဲ့တူရိယာတွေကိုအသာလေးလက်နဲ့ဖက်ထားပြီးတော့လျှောင်းဆက်လိုက်ကြတယ်မကြခင်ပဲသူတို့လည်းညောင်းညာတော့အိပ်ပျော်သွားကြလျှက်စစ်မိမရှိတော့အဲ့ဒီအချိန်မှာစီမီးပဲထွန်းထားတယ်ပေါ့နန္တာစီမှာမိစာတက်ပြီးတော့ထွန်းတဲ့စီမီးတညာလုံးပေါက်ထွန်းထားတယ်ညာလုံးပေါက်ထွန်းထားတယ်မှုံပြအလုံးကိုမြင်နေရတယ်ပေါ့ညတကောင်နီးတဲ့အခါကျတော့အရင်အိတ်မောကျသွားတယ်သိဒ္ဓထမင်းသားကအရင်နိုးလာတယ်ရံရီတော်တွေကတော့မောမောပန်းပန်းနဲ့အိတ်နေလိုက်ကြတာဟောက်တဲ့လူကဟောက်နော်အမျိုးစုံတသက်ကြီးတွေဟပြီးသေရည်တွေကြနေတဲ့လူကချမြင်ကွင်းကအမျိုးမျိုးဖြစ်နေတော့ဖြတ်ခနဲ့နိုးလာတဲ့သိဒ္ဓထမင်းသားဟာရုတ်တရက်ထထိုင်မှုံပြမီးရောင်ထဲမှာသူ့ရဲ့ရံရည်တော်ဖြေပြောကြတဲ့အမျိုးသမီးတွေအိပ်ဆက်နေတာကိုကြည့်ပြီးသူ့စိတ်ထဲမှာတုတ်တန်ရောက်သွားတယ်လို့ခံစားရပြန်တယ်ပေါ့အဲ့ဒါကသူ့ရဲ့စိတ်ကိုချက်ချင်းနန်းတော်ကထွက်ခွာဖို့အတွက်ဆုံးဖြတ်ချက်ကိုပို့ပြီးတော့ခိုင်မာသွားစေတယ်ဒါနဲ့အဲ့ရကထဟိုတစ်ဖက်ကန်းတကားနားမှာအိပ်ဆက်နေတဲ့ဆန္ဒဆိုတဲ့သူ့ရဲ့အမတ်ကိုနှိုးတယ်နှိုးလိုက်ပြီးတော့ကဲငါဒီကနေ့အပြင်ထွက်မယ်နန်းတော်မှာမနေတော့ဘူးမနေချင်တော့ဘူးမြင်းသွားပြီးတော့ကာကြိုးတကာဆင်လိုက်လို့ဆိုပြီးတော့အဲ့ဒီအချိန်မှာသားတော်လေးမွေးဖွားလာတယ်ဆိုတာမတွေ့ရသေးဘူးရတော်ရနဲ့နေတာကနန်းပြတ်တဆောင်းစီနေတာအဆောင်ကူးပြီးတော့သားတော်လေးမျက်နှာသွားကြည့်လိုက်အောင်မယ်ဆိုတဲ့စိတ်ကလေးကတော့ပေါ်လာပြန်တယ်နော်ဖခင်ရဲ့ချစ်ခင်တဲ့မေတ္တာစိတ်ပေါ့သားအပေါ်မှာထားတဲ့မေတ္တာစိတ်ကလေးကတော့ဝင်လာပြန်တယ်အဲ့ဒါနဲ့သွားကြည့်ဖို့ဆုံးဖြတ်ပြီးတော့ရတော်ရာအိတ်တဲ့အခန်းတကားပေါက်လေးကိုလှပ်လိုက်တယ်တကားကိုဖွင့်ပြီးတော့သားမိနှစ်ယောက်အိတ်ဆက်နေတာကိုကြည့်တော့ရတော်ရာကသားကလေးကိုလက်နဲ့ပွေ့ထားပြီးတော့အိတ်ဆက်နေတာတွေ့တော့ငါဝင်သွားလို့ရှိရင်နိုးသွားလို့ရှိရင်ငါစိတ်ကူးထားတာတွေပြတ်သွားလိမ့်မယ်မကြည့်တော့ပါဘူးလေဆိုပြီးတော့တကားပြန်စီပြီးနတ်တော်ဘောကဆင်းသွားလိုက်တာကနကမြင်းကြီးဆန္ဒအမတ်ကပြင်ထားတဲ့အတိုင်းကနကမြင်းပေါ်မှာလွှားကနေတက်ပြီးဆန္ဒကနောက်ကလိုက်မြင်းစီးပြီးတော့ထွက်သွားလိုက်ကြတာအရန်တဲ့မျိုးတကားကလည်းပွင့်နေအဲ့ဒီမြင်းစီးပြီးတော့ထွက်သွားတာတညထဲမှာခကြီးဘလောက်ပေါက်သွားတယ်လဲဆိုတော့မြင်းကိုဒုံဆိုင်ပြီးသွားတဲ့သဘောရှိတယ်ပေါ့တညထဲမှာယူဇနာ30ခကြီးပေါက်သွားတယ်တယူဇနာကို8မိုင်နှုတ်
တချို့လဲ12မိုင်လို့ပြောတာလည်းရှိတယ်ဖြန်းမြခြင်းအဖြစ်12မိုင်နှုန်းနဲ့ပဲ10မိုင်နှုန်းနဲ့ပဲတွက်ကြည့်မယ်ဆိုလို့ရှိရင်နော်မိုင်ပေါင်း240ခရီးပေါက်သွားတယ်နတ်နဲ့မိုးမလင်းခင်တက်ကတိုင်းကပိလဝရေကောလိယရေမန္လတိုင်းရေတိုင်း3တိုင်းကိုဖြတ်ကျော်ပြီးတော့မန္လတိုင်းနေဆက်ကအနုပိယလို့ဆိုတဲ့တဲဥယျာဉ်နီးနားမှာအနောမာဆိုတဲ့မြစ်ကြီးတစ်ခုကိုရောက်သွားတယ်အဲ့ဒီမြစ်ကိုဖြတ်ကူးလိုက်ပြီးဟိုဘက်ကမ်းလည်းရောက်သွားတောင်ပြင်ပေါ်မှာခဏနာတညထဲမှာမိုင်240ရှိတဲ့ခရီးကိုဖြတ်တန်းသွားလိုက်တာမနေ့မိုးလင်းကာကလေးမှာတာကိယနယ်လဲလွန်သွားတယ်ကောလိယနယ်ပယ်ကြီးကိုလည်းလွန်သွားပြီးတော့မန္လနယ်ပယ်တဲ့အထိရောက်သွားပြီးအနော်မာမြစ်ကမ်းကိုမြစ်ကိုခတ်ချင်းချင်းဖြစ်တဲ့အနော်မာမြစ်ကိုဖြတ်ကူးလိုက်တော့ဟိုဘက်တောင်ဘက်ရောက်သွားတာနဲ့တပြိုင်နက်ဆန္ဒအမတ်ကိုမေးတယ်ဒီမြစ်ကိုဗာမြစ်ခေါ်လဲလို့ဆိုမမအနော်မာမြစ်လို့ခေါ်ပါတယ်အနော်မာရဲ့အဓိပ္ပာယ်ကမယုံညံ့မှုဆိုတဲ့အဓိပ္ပာယ်ဒီမြစ်မှာပဲဒီနေရာမှာပဲငါဟိုဘက်ရောက်သွားလို့ရှိရင်သူများနယ်ထဲရောက်တော့မယ်ဒါကြောင့်မို့မင်းသားအဝတ်တွေကိုအကုန်ချုပ်ပြီးဒီအချိန်မှာမပြောင်းလင်မဲနဲ့ဂတိကာရမြမကြီးကလာရောက်ပြီးတော့ဆက်ကတ်တယ်ပရိက္ခရာ10ပါးရောက်ရှိပြီးတော့လာတယ်အဲ့ဒီအချိန်မှာမင်းသားအဝတ်တွေကိုချုပ်အဲ့မြမကြီးကတဲ့သူတော်စင်တွေဝတ်နေကြအဝတ်သင်္ကန်းမျိုးကိုဝတ်မဟုတ်ခင်ဘာလုပ်လဲလို့ဆိုရင်မင်းသားတွေထုံးထားတဲ့စတုံးကိုလက်ထက်ပါလာတဲ့တန်လျက်နဲ့စတုံးဆံပင်အရင်ကနေပြီးတော့စတုံးထုံးထားတဲ့အတိုင်းဆံပင်အရင်ကနေဖြတ်လိုက်တဲ့အခါကျတော့သူစပင်ကပြန်ပြီးတော့ပြေကျမသွားပဲနဲ့ကော်နဲ့ကတ်ထားသလိုထုံးထားတဲ့အတိုင်းစပင်ကနေပြီးမို့စုချွန်ကလေးဖြစ်ပြီးတော့နေတယ်ဆံတုံးအရင်ကနေပြီးတော့ဖြတ်လိုက်တာအဲ့ဒီချွန်လေးဟာလက်နှစ်သိပမာဏလောက်ရှိတယ်ပေါ့အဲ့ဒီလက်နှစ်သိလောက်ပမာဏရှိတဲ့ဆံပင်ရဲ့ဖိတ်တောက်နေတဲ့အနက်ရောင်ကိုပါထည့်သွင်းပြီးတော့ဘုရားဆရာတွေကမြတ်စွာဘုရားရဲ့ခေါင်းကဆံပင်ကိုတဒံယူပြီးတော့ထုတဲ့အခါဘာဖြစ်နေတော့ဆိုစတုံးလေးလို့ဖြစ်နေအမှန်ကတော့စတုံးမဟုတ်ဘူးခုခေတ်လူတွေနော်ကော်နဲ့ကပ်ပြီးတော့အပေါ်ကလေးတွေအပေါ်မှာကပ်ပြီးဆံပင်ထောင်တယ်လို့ထောင်ထားတဘာဝထောင်တာခုခေတ်ကတော့အဲ့ဒါဆေးနဲ့ထောင်ထားတယ်နော်တချို့တော်မြင့်အောင်တောင်ထောင်နေတယ်ခုဘုရားလောင်းကတော့တဘာဝကိုကဆံပင်ကပြေးကျမသွားပဲနဲ့ထောင်နေတယ်အဲ့ဒီလိုဖြတ်လိုက်တဲ့ဆံပင်ဟာတစ်သက်လုံးပြန်ပြီးတော့ဒီတဲ့ရှည်တက်ပြီးတော့မလာဘူးလက်နှစ်သိပမာဏရှိတယ်ဆံမုတ်စိတ်တွေကလည်းထိုလက်နှစ်သိနဲ့လိုက်လျောညီတဲ့ရေးလောက်ပဲရှိတယ်မုတ်စိတ်ခါယာနှခမ်းမွေးကာယာကြီးမပါဘူးနော်ရေးလေးပဲဘုရားလောင်းတော့အဲ့ဒါလို့ဆံမုတ်စိတ်ကိုပယ်ပြီးတော့ကဘာဥကာလကြာဘူးတဲ့ကရပြီးဇမာကြီးတွေသိမ့်ထားတဲ့သင်္ကန်းနဲ့ဝတ်စုံတွေကိုဝတ်ယုံပြီးတဲ့အခါမှာတပိတ်ကလေးကိုလွယ်မင်းသားဝတ်တွေကိုအထုပ်ထဲထုတ်ပြီးတော့ဆန္ဒကိုပြန်ပြီးတော့အမိန့်ပေးတယ်ကဲမင်းဒီကနေပြီးပြန်တော့ဆိုတော့ဆန္ဒကသူလည်းဝတ်ကျုံနဲ့ပြူရင်သင်္ကန်းဝတ်ပြီးလိုက်ပါမယ်လို့တောင်းဆိုသေးတယ်မင်းလိုက်လို့မဖြစ်ဘူးတဲ့အိမ်ကိုပြန်ပြီးတော့ပြောအောင်တဲ့တရင်ပြန်ပို့လိုက်တဲ့ဆိုပြီးတော့ဆန္ဒနဲ့စကားပြောနေတာကိုကြားရတဲ့ကန္နကမြင်းကြီးကလည်းဒီအတန်နေကြားတော့ငါတို့ခွဲရတော့မှာဆိုပြီးတော့ဝမ်းနဲ့ပတ်နဲ့ဖြစ်တဲ့တိရစ္ဆာန်ဆိုတာလဲဝမ်းနဲ့တတ်တယ်နော်တချို့
Query solution, the king will can look. The king they doing, Eddie, the king, you nan tare. Ye pongani, Mokwaben, they can do it the queen of she did. Kabama, Madame Tare, Queen. Query ale, Madame Makin, Trace and ale, Madame Makin. Yes, so that worry, however, did I may. Do you send the king long came in that? Came in that either. Yea, pretty chabby. Now, Soma, same attain, I know. Kanagamini, I never permanently later. They got a bow. And I told you, what are the other she there? Yabo Dane, Kanagamino, Pianli, some great hands of Bido. What are the she? Everyone Naji like Lucy, Kanagami, Pachete, so how do you live? I don't Kanagamini, Nini, they don't have Sana, Chotambi, to the other. Nedone, you catch your Piro Piane. Pia Launo, take that tap. Yahando, Tomo, Korma, Yahando, Hawane. Mala Danga, a Nubia, those sort of Tia Uyanema. The Palauja, Edima, Nitai Nere. Edi the Palauja, Nitai Bideka. Mala Danga Nevio, Kisa Bido, $12. Fego Daro so. They are Chin Boguri, along Pomiade, Magara Daimeko $12. Susana Dose Kibe, Go Young Dwar, $8. Susana Dose Kigo. Land shall be the go young key, Twalaida, Rasajo Mew, Yapare. Rasajo Mew, Yapare. My Naya lays a key, go young shot upon. Rasajo Mew, Yapare, Kajaro. Then they moved out there, Chima. Pala de Drake, where be Song and Tread. Your ego win Songhan. I don't know, Songhan Chima. Nano Gane Vido. You Lamari, Lambido, Chini. Penita Ramena, Mamati. Tuchare Bogu, Mian Lighter. You do Mudariga, oh, Chilla. Pablo Rosero. Tilo Pai Sunday, a wooden angle, what a Poguria, Yado Argent, the Tigre Uri Nyar. The Tigre Uri, Nayo Nevagabu, San Mose de Gale, too legit. Uboya Sacho the Lubo, no? Sangeda, Lelid, Mose Moy, too legit. Many of these Siwara. Tade lang yoso a yiji a jit door so halokit. Edelo kika. Kamuri ben yare. Todo Kulu Tanan Jamian Tanan Shinshine. Joye sen Tata Bebe, Nenge Line. Tadanabon Wellare, so Madama two chare and it had a cushion. Take a Nasako Nepeshi really. Edo Venida Rajiga Mienje. Razatamani go today. Eddie Razatamani today Surago. Papisa, Totama. Piotara sheet, huh? Papisa Totama, Piotara. Tunashi Amadigu. Made Iman Pondo Nita Meta. A biru po. Piaha Rosi. Soka Lemadan Chore, Piaha, Tono Momo, Rusi, Slapa Tinte, Hori Yahangu, Chichadan, Homa Chida, a Yaga Tono Momo, you sing a Lemadan La. Ten down dinner she did. Suddenly not number no, Kuchin the Anele, Pizongo Yare, Tora Lara Chile, you can muddy la pickety. Down Jim Yaji, Song and Dore Kama. You can matter, Sura. Taboo Tapia. Lema doesn't have a tambo Tapia. Lay down. Luria down it, lay down,
တိုင်းတာတစ်ခုမှာမျက်တော်ချတယ်လို့ခေါ်တာပေါ့နော်အဲ့ဒီသွားရလာတာလဲဟိုကြည့်ကြည့်မကြည့်ပဲနဲ့မျက်တော်ချပြီးတော့တည်တည်ငြိမ်ငြိမ်သွားတဲ့ပုဂ္ဂိုလ်ကြည့်ကြတာအောက်ခိတ္တစက္ခုမျက်တော်ချထားတယ်နော်နာယံနိစကုလမိဝသူ့ကြည့်ရတာတော့အောက်တန်းသားအမျိုးတွေကမဟုတ်ဘူးထက်တန်းသားတွေကဖြစ်တော့တယ်ရာဇတုတာဘိဓာဝန္တုဟေးတမန်နေအမြန်သွားကြစမ်းအဘိဓာဝန္တုဆိုပြေးပြီးတော့သွားကြကြောက်သွားလိမ့်မယ်မင်းတို့မပြောက်စိန်နဲ့မျက်ခြေမပြတ်စိန်နဲ့ပြေးလိုက်ကြတော့နော်ရိုးရိုးလမ်းလျှောက်ခိုင်းတာမဟုတ်ဘူးအဘိဓာဝန္တုဆိုပြေးသွားကြမြန်သွားကြကုဟိဘိက္ခုကမိတ္တိဒီကိုယ်တော်ဖယ်သွားမယ်ဆိုတာမင်းတို့လိုက်ရှာကြဂေါရမယဟန်တော်လေးကဆွမ်းခံပြီးတဲ့အခါမှာသူစားလောက်ရုံလေးရားလိုက်တာနဲ့ပဲတပိတ်ကိုပိုက်ပြီးတော့မြို့ပြင်ထွက်သွားတယ်ဒါဆိုကြုံမြို့ဆိုတာတောင်ငါးလုံးပိုက်ရန်ထားတဲ့မြို့အဲ့ဒီထဲမှာဘယ်သွားတော့ဆိုပန္တဝဆိုတဲ့တောင်ခြေဘက်ကိုသွားတယ်ပန္တဝတောင်ရောက်တဲ့အခါကျတော့ပန္တဝတောင်ခြေမှာရေရလွယ်တဲ့နေရာတစ်ပင်အောက်မှာထိုင်ပြီးတော့ဆုံးဖုံးပေးတယ်နောက်ကနောက်ရောက်ခံလိုက်သွားတဲ့ရာဇတမန်တွေကတွေ့တယ်တွေ့တော့ရာဇတမန်3ယောက်သွားတယ်3ယောက်သွားတော့တယောက်ကိုအဆောင်ချထားပြီးတယောက်ကအနီးပါးမှာအဆောင်နေပြီးတော့တယောက်ကအလယ်လောက်မှာမျက်ခြေပြတ်မှကြောက်လို့တယောက်ပဲနေပြီးတော့ပြန်ပြီးတော့သတင်းပို့တယ်ဗေမိသာရမင်းကြီးစီသွားတဏှာဥတင်တဲ့အခါဗေမိသာရမင်းကြီးချက်ချင်းပဲမြင်းစီးပြီးတော့လိုက်လာတယ်နော်အဲ့ဒီဟာကိုဒီပပ္ပစ္ဆာသုတ်တံမှာဖော်ပြထားတယ်မနေ့ကပြောတဲ့ထဲမှာပါတယ်ဗေမိသာရမင်းကြီးကရုပ်ရည်အဆင်းအမတမလှပပြီးသူနဲ့တက်တူရွယ်သူမတိမ်မယိမ်းရဟန်းတော်လေးကိုတွေ့တဲ့အခါမှာစိတ်ထဲမှာခင်မင်လို့ဒီမှာတူတူနေကြရအောင်တိုင်းပြည်ကိုတဝက်ခွဲပေးပါမယ်တူတူနေရအောင်လို့ဆိုပြီးတော့ဖိတ်ခေါ်တဲ့အခါမှာလက်မခံမျိုးရိုးမေးတဲ့အခါကျတော့ဟိမန္တာတောင်ခြေကတာဂဝေမင်းမျိုးကလာတယ်ဆိုတာကိုသူပြောပြအနေနဲ့ပြောတဲ့အတိုင်းအဲ့ဒါလို့ပပ္ပစ္ဆာသုတ်တံမှာဖော်ပြထားတယ်ပြီးတော့ဒီလိုဖျားလောင်းတော်တောထွက်လာခဲ့တယ်ဆိုတာအသေးစိတ်ဖော်ပြထားခြင်းမရှိပြီမဲ့လို့မဟာသစ္စကသုတ်တံမြတ်စွာဘုရားကိုယ်တိုင်ပြန်ပြီးတော့ဇာတ်ကြောင်းပြန်ပြီးတော့ပြောထားတဲ့စကားတွေရှိတယ်ခုခေတ်အနေနဲ့ပြောရဆိုရင်autobiography လို့ပြောဘုရားကိုယ်တိုင်ပြန်ပြောတာအထက်ကရာတွေကဖွင့်ပြီးတော့ရေးတဲ့စကားမဟုတ်ဘူးဘုရားကိုယ်တိုင်ပြန်ပြီးတော့ပြောထားတဲ့စကားရှိတယ်သူသာသနာပေါင်းဝင်လာတဲ့အရွယ်နဲ့ဒီရဟန်းဖြစ်လာပုံအချင်းရာပြောပြထားတယ်အဲ့ထဲမှာသစ္စကကြီးနဲ့တွေ့တဲ့အချိန်မှာပြန်ပြီးတော့ပြောထားတယ်အဲ့ပြန်ပြောတဲ့ထဲမှာဘာပါလာတော့ပြန်ပြောပုံလေးကိုပြန်ကြည့်မယ်ဆိုရင်သူဟာတရားဥတရားမြတ်မရခင်အချိန်တရားဥတရားမြတ်ကိုရှာဖွေနေတဲ့မင်းသားဘဝမှာတဲ့ဘာစဉ်းစားမိတုံးဆိုတော့တမ္ဘာတော်ခရဝါတော်မိသားစုနဲ့နေတဲ့ဘဝဟာအလွန်ကျဉ်းမြောင်းတယ်ကြက်တဲတယ်ကျဉ်းကြက်တယ်မွန်းကြက်တယ်ပေါ့မိသားစုကိစ္စတွေဟိုကိစ္စဒီကိစ္စတွေနဲ့မွန်းကြက်တယ်တရားအထုတ်ဖို့အခွင့်အရေးမရှိဘူးလွတ်လွတ်လပ်လပ်စဉ်းစားဖို့အခွင့်အရေးမရှိဘူးရသပထောလောဘတွေဖြစ်ရတယ်ဒေါသတွေဖြစ်ရတယ်ကိလေသာတွေဖြစ်ရတယ်မိသားစုလိုက်ဆိုတာမွန်းကြက်နေတာပဲအဘောကသောပပ္ပစ္ဆာယဟန်ဘဝတိသာလင်တကယ်ကိုလွင်မြင်ကြီးပဲလွတ်လပ်တယ်လို့ဆိုတာ
လွင်ပြင်ကြီးနဲ့အလားတန်တူတယ်နာယိထံတုကရံအခါရံအစ္ဆဝတ္တတာမိသားစုဘဝနဲ့နေတဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ဟောဒီဗြဟ္မစရိယဆိုတဲ့မြင့်မြတ်တဲ့အကျင့်ကိုကျင့်ဖို့ဆိုတာပြည့်ပြည့်ဝဝကျင့်ဖို့ဘလို့မှမလွယ်ကူဘူးပြည့်ပြည့်ဝဝကျင့်ဖို့မလွယ်ဘူးဒါကြောင့်မို့လို့သမုတ်စိတ်ရိပ်ပယ်ပြီးတော့ဖိုင်ရည်စွန်းတဲ့အဝတ်သင်္ကန်းကိုဝတ်ယုံပြီးမိသားစုဘဝကနေပြီးမိသားစုနဲ့မနေတဲ့ဘဝကိုပြောင်းရရင်ကောင်းမှာပဲဆိုတဲ့အတွေ့အကြုံပေါ်လာခဲ့ဘူးတယ်လို့ဒါကဘုရားကိုယ်တိုင်ပြန်ပြီးတော့မိန့်ချတဲ့စကားတစ်ခုအဲ့ဒီလိုတွေးပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်ဒေါထွက်ခန်းဆိုပြီးတော့ဘုရားဝင်နေမှာရေးတာပေါ့ဒေါထွက်တယ်ဆိုတာ renounce လုပ်တာပဲမိသားစုဘဝကိုဆွန့်လိုက်တယ်စီးပွားဥစ္စာတွေအလုံးကိုဆွန့်လိုက်တယ်အခွင့်အရေးတွေအလုံးကိုဆွန့်တယ်ဆွန့်ပြီးတော့တရားဓမ္မရှာဖွေမယ်ငြိမ်းချမ်းတဲ့ဘဝကိုရှာဖွေမယ်အမှန်တရားတွေကိုသိအောင်ကြိုးစားမယ်ဆိုတဲ့ဘဝမျိုးထွက်ခွာလာအဲ့ဒီမှာမြတ်စွာဘုရားကသူသာသနာပေါင်းဝင်ရောက်လာပုံရဟန်းပြုလာပုံနဲ့ပတ်သက်ပြီးဆက်ပြီးပြောတော့ဆိုအကာမကဏံမာတာပိတုနံအတုမုခန္နံရုဒ္ဓံတာနံဆိုတဲ့စကားလေးပါအကာမကဏံမာတာပိတုနံမိဘတွေကသူ့ကိုသင်္ကန်းမိုးစေခြင်းမူဘုန်းကြီးမဖြစ်စေခြင်းမူလိုလားမှုမရှိဘူးဒီဘဝမျိုးမိဘတွေကမကြိုက်ဘူးအဲ့ဒီမလိုလားတဲ့မိဘတွေဟာအတုမုခမျက်နှာမှာမျက်ရည်တွေနဲ့ရုဒ္ဓန္တနှုတ်ကလည်းထုတ်ပြီးတော့အတန်ထွက်ပြီးတော့ငိုကြွေးနေကြသားလေးဒီလိုလှုပ်သွားတာကိုမကျေနပ်နိုင်ကြဘူးအဲ့ဒီလိုငိုကြွေးနေတဲ့အချိန်မှာပဲသမုတ်စိတ်ပယ်ပြီးသင်္ကန်းဝတ်ခဲ့တယ်လို့ရသဗျာဒီလိုပြန်ပြောတာဒီနေရာလေးမှာနိုင်ငံသားစာဖတ်တဲ့ပုဂ္ဂိုလ်တွေကမြန်မာတွေတွေးတယ်လို့မတွေးဘူးမြန်မာတွေကတော့ထက္ကရာဆရာတွေရှင်းလင်းချက်အတိုင်းဘုရားလောင်တော်ထက်တာဟာဒီညာကြီးတကောင်တိတ်တိတ်ထွက်လာတာဆိုတော့မိဘတွေငိုးနေတုံထွက်လာတာမဟုတ်ဘူးသူတို့ကမိဘတွေငိုးနေတုံထွက်တာမဟုတ်ဘူးညာကြီးထွက်တာလည်းမဟုတ်ဘူးမိဘတွေငိုးနေတုံအိမ်ကနေဇွတ်ထွက်လာတယ်လို့သူတို့ကဒီလိုယူဆတယ်ဒီစာပိုက်ကြည့်မယ်ဆိုရင်လည်းပဲအဲ့ဒီပုံစံမျိုးဖြစ်တယ်ပေါ့သို့တော်လည်းပဲဖြစ်နိုင်တာဘုရားလောင်ထွက်သွားတယ်ဆိုတာမနဲ့သိလိုက်တဲ့အချိန်မှာသူတို့မဖြစ်စေချင်တာဖြစ်လို့မိဘတွေဟာငိုးချံရစ်တယ်လို့ဒီလိုတော့ပြောလို့မရဘူးလားဆိုရတယ်ညတကောင်ကပျောက်သွားတဲ့သားကလေးမနဲ့မိုးလင်းတဲ့အခါမိဘတွေဟာငိုကြွေးဒီနေရာမှာလဲမာတာပိတုနံဆိုတော့တစ်ဖက်ကကြည့်မယ်ဆိုရင်မေတော်ကြီးမရှိတော့ဘူးဖွားပြီးတော့9ရက်အရာမှာပဲမေတော်မာယာနိုင်ရဆန်သွားတယ်သို့တော်ဒီစာပိုက်မှာမိဘနှစ်ပါးငိုကြွေးနေထုံးသင်္ကန်းဝတ်ခဲ့တယ်ဆိုလို့စကားအရာပြောမယ်ဆိုရင်မေတော်ကြီးရှိနေသေးတယ်လို့တချို့ကတွေးကောင်းတွေးပြီးလိမ့်မယ်သို့တော်လည်းမိတွေတော်ခေါ်ရမီဟာမေတော်အရာမှာဖြစ်လို့စကားပြောစဉ်အတိုင်းမလိုလားတဲ့မိဘတွေမျက်ရည်နဲ့ရက်ခွက်ဖြစ်နေတဲ့အချိန်မှာသာသနာပေါင်းဝင်လာတယ်ဆိုလိုတာကမိဘတွေကသင်္ကန်းမိုးစီခြင်းလို့အချိန်ချင်းတားခဲ့အချိန်ချင်းတားတယ်လေချိန်ချင်းတားတဲ့ဈာတဲ့ကပဲတိတ်တဆိတ်နန်းတော်ကထွက်သွားတာကိုအဲ့ဒါကြောင့်မို့လို့ဒီစကားမျိုးကိုဒီလိုပြောတာအတိပ္ပယ်ယူရမှာကမိဘတွေကအချိန်ချင်းတားပြီးမလိုလားတဲ့သာသနာပေါင်းဝင်ရောက်ပြီးဘုန်းကြီးဝတ်သွားတာကိုမလိုလားတဲ့အချိန်မှာပဲသာသနာပေါင်းဝင်ပြီးတော့ရဟန်းခံခဲ့တယ်လို့ရဟန်းဖြစ်ခဲ့တယ်လို့ဒီလိုအဓိပ္ပာယ်ယူရမှာပဲအဲ့လိုအဓိပ္ပာယ်ယူမယ်ဆိုလို့ရှိရင်တော့
မှန်ကန်တဲ့အဓိပ္ပာယ်ကိုရနိုင်ပါတယ်ကောင်းပြီအဲ့ဒါလို့ယဟန်ဖြစ်လာပြီးတဲ့နောက်မှာဘာလုပ်လဲဆိုပပ္ပစိတောတမနောယဟန်ဖြစ်လာပြီးတဲ့နောက်မှာကိဉ္ကုတလခဝေတိအပြစ်ကင်းတဲ့ကုသိုလ်တရားဆိုတာဘယ်ဟာလဲဆိုတာလေ့လာငါတဏ္ဍာမှာဖြစ်လာမယ်ဆိုလို့ရှိရင်အပြစ်ကင်းတဲ့ကုသိုလ်တရားတွေဟာဘာတွေလဲလို့ဆိုတာရှားဖွေဖို့အနုတ္တရံတန်တိဝရပဒံပရိယေတမာနောတောထွက်လာပြီးတဲ့နောက်မှာရှားဖွေတာလေ့လာတာစူးစမ်းတာဘာလဲလို့ဆိုရင်ဘယ်ဟာကုသိုလ်တရားလဲဆိုတာကိုရှားဖွေလေ့လာတယ်အလွန်မြင့်မြတ်တဲ့အငြိမ့်တက်အတုမဲ့အငြိမ့်တက်ဆိုတာဘယ်ဟာလဲလို့ဆိုတာရှားဖွေတယ်အဲ့ဒီရှားဖွေဖို့အတွက်မိသားစုဘဝကိုစွန့်ပယ်ပြီးတော့မိသားစုနဲ့ကင်းပြီးလွတ်လပ်တဲ့ယဟန်ဘဝကိုကူးပြောင်းခဲ့တာလို့ဒါမြတ်စွာဘုရားကိုယ်တိုင်သစ္စကကြီးနဲ့တွေ့တဲ့အခါမှာပြန်ပြောတဲ့စကားလေးပေါ့အဲ့ဒီလိုနဲ့ဝတ်လာတဲ့အခါမှာဘယ်လိုအချိန်ဝတ်လာတော့လို့ဆိုအရွယ်အနေနဲ့ဖော်ပြတဲ့အခါမှာခဏလိုသင်္ကန်းဝတ်ဖို့အချိန်ချင်းစဉ်းစားတယ်မိဘတွေမလိုလားတဲ့အလုပ်ကိုနောက်ပိုင်းမှာအောင်မြင်မြင်စွန့်လွတ်လာတယ်အဲ့ဒီအချိန်မှာဒဟရောဝတမနောအရွယ်ကအမတမငယ်သေးတယ်တုနုပြိုပြိုပဲရှိသေးတယ်ကာလခေတောသဘင်ကအ내ပဲရှိသေးတယ်ဆိုခုခေတ်လူတွေတော့အယောင်ဆိုးပြလိုက်တာ내မနဲ့တော့နော်ကာလခေတော내မှောင်တဲ့သဘင်ရှိနေတဲ့အချိန်ဗတ္တရေနယုပနိနအရွယ်ကောင်းတဲ့အချိန်လေးမှာ29နှစ်ပဲရှိသေးတာဟုတ်အရွယ်အလွန်ကောင်းပြီးတော့နော်ပထမေနဝယတာလူရဲ့အရွယ်သုံးပါးပေါင်းလိုက်လို့ရှိရင်ပထမအရွယ်မှာပဲရှိသေးတယ်အဲ့တော့ပထမအရွယ်ဆိုတာ33နှစ်ထိအောင်ပထမအရွယ်လို့ခေါ်တယ်နောက်ထပ်ဒုတိယ33နှစ်ကျတော့66နှစ်ထိပေါ့ဒုတိယ33နှစ်ကဒုတိယအရွယ်66နှစ်ကနေ68နှစ်ကနေပြီးအထက်ကျတော့တတိယအရွယ်လို့ဒီလိုသတ်မှတ်တယ်တရားရန်ကို3ပိုင်းပိုက်လိုက်တာ33ခုစီပိုင်းလိုက်တဲ့အခါကျတော့လားတရားပြည့်ဖို့တစ်ခုပဲလိုတာကိုအဲ့ဒါလို့လူတွေရဲ့အရွယ်3မျိုးကိုပိုင်းထားတဲ့ထဲမှာဖျားလောင်တောထွက်ပြီးတော့ယဟန်ပြုခဲ့တာပထမအရွယ်ပဲရှိသေးတယ်ဆိုတာမြတ်စွာဘုရားကိုယ်တိုင်သူ့ဘဝစာကြောင်းကိုပြန်ပြောတဲ့ထဲမှာဒါပါတယ်ပေါ့ပထမေနဝယတာပထမအရွယ်မှာပဲမိဘတွေကမလိုလားတဲ့အလုပ်တစ်ခုကိုသူဟာလုပ်လာခဲ့တယ်လို့သူပြောတယ်အဲ့ဒါလို့လုပ်ပြီးတဲ့အခါရဟန်းဘဝလည်းရောက်ရောကုသိုလ်ဆိုတာဘာလဲအပြစ်ကင်းတဲ့တရားဆိုတာဘာလဲအမြတ်ဆုံးငြိမ်းချမ်းမှုဆိုတာဘာလဲဆိုတာဒီနှစ်ခုကိုစူးစမ်းလိုက်တာအဲ့တော့ရာဇဂုပြည်ရောက်တဲ့အခါမှာရာဇဂုပြည်မှာတရားကျင့်နေတဲ့ပုဂ္ဂိုလ်ကြီးတော်တော်များတယ်မကရအတိုင်းမှာဒါကြောင့်ရာဇဂုပြည်လည်းရောက်ရောအဲ့ဒီအချိန်မှာနာမည်ကြီးနေတာဘယ်သူတုံးလို့ဆိုတော့အာလာရကာလမတို့ဥရကရမဗုဒ္ဓတို့နာမည်ကြီးတယ်ဒါကြောင့်မို့ဘုရားလောင်အရှင်ဂေါရမယဟန်တော်လေးဟာအာလာရကာလမဆိုတဲ့ဆရာကြီးစီသွားတယ်ရောက်သွားတဲ့အခါကျတော့ခွင့်တောင်းတယ်ဆရာကြီးရဲ့အကျင့်တရားမှာသူ့ရဲ့သာသနာမှာဝင်ရောက်ပြီးတော့လေ့လာခွင့်ကျင့်သုံးခွင့်ပေးပါလို့ဆိုဟောလောလကူနဲ့ခွင့်ပေးတယ်ခွင့်ပေးပြီးတော့ပထမသင်ယူရတယ်သူ့ရဲ့အယူဝါဒတွေအယူဝါဒသင်ယူလိုက်တာဒီအရှင်ဂေါရမဖះလောင်းတော်ဟာညာအမတမထက်တာဖြစ်လို့ခဏအတွင်းပဲသူသင်ကြားပို့ချချက်တွေအကုန်လုံး
နှုတ်သက်ဆောင်နိုင်သွားတယ်ပေါ့အကုန်လုံးရသွားတယ်ရသွားတော့သူနဲ့တန်းတူသင်ယူနေကြတဲ့အာလာရကာလမရဲ့တပည့်တွေအားလုံးဟာစာပေကိုအလွတ်ရွတ်နိုင်ုံလေးနဲ့ပဲတတ်ပြီးဆိုတဲ့အနေအထားမျိုးသိတယ်ဆိုတဲ့အနေအထားမျိုးကိုပြောနေကြတဲ့ပုဂ္ဂိုလ်တွေကြီးပဲရှင်ဂေါရမစဉ်းစားတယ်ဒီအာလာရကာလမဆရာကြီးဟာဒီတရားဓမ္မတွေကိုသိယုံသိတာမဟုတ်ဘဲနဲ့လက်တွေ့ကျင့်သုံးပြီးတော့ထူးခြားတဲ့တရားဓုတရားမြတ်ဒီကျင့်စဉ်တိုင်းသူအောင်မြင်ပြီးသားဖြစ်ရမယ်ယုံကြည်ချက်တတ်နဲ့တော့သူလုံးတာမဟုတ်တော့ဘူးလက်တွေ့ကျင့်သုံးပြီးသူပေါက်ရောက်အောင်မြင်မှုတော့ရှိရမယ်ဆိုပြီးအာလာရကာလမယသိတာဆရာကြီးထံချင်းကပ်ပြီးတော့မေးတယ်ဘယ်အဆင့်ထိအောင်လက်တွေ့ကျင့်သုံးပြီးပြီလဲလို့ဆိုတော့အာကိဉ္စညာယတနာဇံလို့ခေါ်တယ်နော်ရူပဝဆရဇံ၄ဆင့်ပြီးတဲ့နောက်မှာအရူပဇံ၄ဆင့်ရှိတယ်ထင်မယ်ပထမဆင့်ကအာဂတနိသယတနာဒုတိယအဆင့်ကဝိညာဉ်နိသယတနာအာကိဉ္ဝိညာဉ်နိသယတနာတတိယကအာကိဉ္စညာယတနာလို့ဆိုတယ်အလုံး9ဆင့်မြောက်ဟောရောက်ပြီးပြီလို့ပြောလိုက်တာပြောလိုက်တော့ဘုရားလောင်းလေးဒီယဟန်တော်ရှင်ဂေါတမဘယ်လိုစဉ်းစားတော့ဆိုဒီဆရာကြီးမှသာယုံကြည်ချက်ရှိတာမဟုတ်ဘူးငါမှလည်းယုံကြည်ချက်ရှိတယ်ဒီဆရာကြီးကသာကြိုးပမ်းအထောက်မှုရှိတာမဟုတ်ဘူးဝီရိယရှိတာမဟုတ်ဘူးငါမှလည်းဝီရိယရှိတယ်သူ့မှသာခိုင်မာတဲ့တတိရှိတာမဟုတ်ဘူးငါမှလည်းတတိရှိတယ်သူ့မှသာစိတ်တည်ငြိမ်မှုတမာတိရှိတာမဟုတ်ဘူးငါလည်းရှိတယ်ဒီဆရာကြီးမှသာပညာရှိတာမဟုတ်ငါလည်းပညာရှိတယ်သူရောက်တဲ့အဆင့်ကိုငါရောက်အောင်ကြိုးစားမယ်ဆိုပြီးသင်ပြထားတဲ့နိစ္စနဲ့တိုင်းကျင့်လိုက်တာမကြခင်ပဲအာကိဉ္စညာရဏဇံထိအောင်ပေါရောက်သွားတယ်ပေါရောက်သွားတဲ့အခါအာလာရကာလမယသိကြီးထံသွားပြီးတော့ဆရာကြီးသိတဲ့တရားအာကိဉ္စညာရဏဇံဒါပဲလားလို့ဆိုဟုတ်တယ်အဲ့တော့သူလည်းရပြီဆိုတော့ဆရာကြီးကသိသဘောကျသွားတယ်သဘောကျသွားတော့သူ့ကိုဖိတ်ခေါ်တယ်တို့ရဲ့ဒီအာလာရကာလမခိုင်းကြီးကိုနှစ်ဦးတူတူလက်တွဲပြီးတော့ဆက်လက်ပြီးတော့ခိုင်းကြီးပွားအောင်လုပ်ကြရအောင်နော်သူနဲ့လက်တွဲပြီးတော့ဒီမှာပဲတပည့်တွေကိုသွန်သင်ဆုံးမတဲ့ဆရာလုပ်ကြရအောင်လို့ဖိတ်ခေါ်တယ်အဲ့ဒီခေတ်ကတကယ်သူတော်ကောင်းကြီးတွေနော်ငါအဆင့်ရောက်လာရမလားခုမှရောက်တာမှမကြသေးဘူးငါအဆင့်ရောက်လာရမလားလို့ jealousy မဖြစ်ဘူးခုခေတ်ဆိုရင်တော့ jealousy ဖြစ်မှသိကြတယ်ပေါ့အဲ့ဒီခေတ်က jealousy မဖြစ်ဘူးတကယ်သူတော်ကောင်းကြီးအာလာရကာလမတကယ်သူတော်ကောင်းကြီးမို့ဟာသူသိတဲ့တရားတွေယဟန်ဂေါတမလည်းသိတယ်ငါနဲ့ယဟန်ဂေါတမတူတူပဲလို့ဆိုပြီးတော့ဓာတ်လူထားပြီးအတူလက်တွဲပြီးတော့သာသနာပြုချအောင်လို့ဖိတ်ခေါ်လိုက်တဲ့အခါဘုရားလောင်းလေးကစဉ်းစားတယ်အာကိဉ္စညာရဏဇံဆိုတာအာကိဉ္စညာရဏဘုံလို့ဆိုတဲ့ရုပ်မဲ့ဗြဟ္မာတစ်မျိုးပဲဖြစ်ဖို့ရှိတယ်။တဏှာဝကလုံးဝလွတ်တဲ့အဆင့်မဟုတ်ဘူး။ဒါကြောင့်မို့လို့ငါလိုချင်တဲ့အဆင့်မဟုတ်သေးဘူးဆိုပြီးတော့အဲ့ဒီမှာစာပေကမြတ်စွာဘုရားသုံးတဲ့စကားလုံးကဘယ်လိုသုံးလို့ဆိုအဲ့ဒီအာကိဉ္စညာရဏဇံတန်ဓမ္မအနလင်္ကရိတဝါတတ္တမဓမ္မာနိဗ္ဗိသပက္ကမေဆိုလိုတာကအာကိဉ္စညာရဏဇံဆိုတဲ့တရားကိုအနလင်္ကရိတဝါတာမန်ကြည့်မယ်ဆိုရင်တစားမစင်မဲလို့ဒီလိုအဓိပ္ပာယ်မျိုးယူရမလို့ဖြစ်တယ်သို့တော်လည်းပဲအနလင်္ကရိတဝါဆိုတဲ့စကားကိုအထက်ကရာဆရာဖွင့်တဲ့အခါကျတော့ဘယ်လိုဖွင့်လို့ဆိုအနုအလံကရိတဝါအချိန်ချင်းအထက်ထစိတ်ထဲကနေဟာဒါအလကားပဲအလကားပဲဒီအဆင့်ဟာအလကားပဲအလံဆိုတဲ့စကားလုံးကသူကညင်းပယ်တဲ့စကားလုံးအင်္ဂလိပ်လို့ဆိုရင် no ပေါ့နော်ဒီအဆင့်ဟာအလကားအဆင့်ပဲအချိန်ချင်းအထက်ထစိတ်ထဲကနေညင်းပယ်ပြီးတော့
အဲ့ဒီတရားကိုလက်လွတ်ပလိုက်တယ်ဒီတဲ့အဆင့်မျက်နှာရှာအောင်မယ်ပေါ့ဆိုပြီးတော့အလရကလမယတိကြီးရဲ့ဖိတ်ခေါ်မှုလက်မခံမဲနဲ့နောက်ဥဒကရမဗုဒ္ဓအတိုင်းဝိုင်းသူ့ရဲ့ခိုင်းအုပ်စုဘက်ကိုဆက်လက်ထွက်ပြီးတော့သွားဥဒကရမဗုဒ္ဓယတိကြီးနဲ့တွေ့တဲ့အခါမှာလဲသူ့ရဲ့နီးစနစ်တွေကိုသင်ယူလိုက်တာမကြခင်ပဲတတ်သွားတယ်တတ်သွားပြီးတော့ခုနလိုပဲစဉ်းစားပြီးဒီနီးစနစ်အတိုင်းကျင့်ကြံကြုတ်ကိုအားထုတ်လိုက်တဲ့အခါမှာနေဝတ္တညာနာတညာယရဏဇံလို့ဆိုတယ်တမဘတ်၈ပါးလမ်းဆုံးထိတ်ဆုံးတိအောင်ရောက်သွားတယ်အဲ့ဒီထိတ်ဆုံးတိအောင်ရောက်တယ်ဆိုတာရာမဆိုတဲ့ဆရာကြီးတူပဲရောက်ဖို့တယ်ဥဒကတောင်မှမရောက်ဘူးသေးဘူးတဲ့အဲ့ဒီမှာသူ့ကိုသင်ပေးတဲ့ဥဒကဆရာကြီးကတောင်အဲ့ဒီကိုမရောက်သေးဘူးသူ့ရဲ့ဆရာရာမဆိုတဲ့ဆရာကြီးကသာနေဝတ္တညာနာတညာရဏဇံအထိလက်တွေ့ပေါက်ရောက်တာဖះလောင်းကမကြခင်မဲ့အားထုတ်လိုက်တဲ့အခါနေဝတ္တညာနာတညာရဏဇံဆိုတဲ့အဆင့်အမြင့်ဆုံးကိုရောက်သွားတဲ့အခါဥဒကရမဗုဒ္ဓထံချင်းကပ်ပြီးတော့ပြောတယ်ပြောတဲ့အခါကျတော့အံ့ဩသွားတယ်သူ့ဆရာကြီးရောက်တဲ့အဆင့်ကိုရောက်နေတာဆိုတော့သူလည်းဂျယ်လတ်စီမဖြစ်ဘူးတော်လိုက်တာဆိုပြီးတော့ဒီကိုင်းကြီးမှာဖះလောင်းကိုဆရာတင်နေသူကနော်ဆရာအနေနေပါဒီကိုင်းကြီးကိုအုပ်ချုပ်ပါသူတို့တောင်ဒီအဆင့်မရောက်သေးဘူးဆိုပြီးတော့ဖះလောင်းလေးကိုတောင်းဆိုတယ်အဲ့ဒီတောင်းဆိုတဲ့အခါမှာလည်းသူကစဉ်းစားတယ်နေဝတ္တညာနာတညာရဏဇံဆိုတာအရူပဘုံမှာပဲလမ်းဆုံးနေတန်တရားကမလွတ်သေးဘူးဒီတဲ့အဆင့်မြင့်တဲ့တရားရှားရအောင်မယ်ဆိုပြီးတော့စိတ်ထဲကလက်မခံအနတ်လင်ကလေးတော်အကျဉ်းချင်းစိတ်ထဲကညှင်းပယ်ပြီးတော့ဥဒကရမဗုဒ္ဓတို့ရဲ့ထံကနေပြီးတော့ထွက်ခွာသွားတယ်ဒီတော့တရားရှာနေတာချက်ချင်းတွေ့တာမဟုတ်ဘူးမကရတိုင်းရာဇဂိုပတ်ဝန်းကျင်မှာဆရာကောင်းနာမည်ကြီးတဲ့ဆရာတွေစီချင်းခတ်ပြီးတော့တရားရှာပထမဆုံးအာလာရကာလမနဲ့တွေ့ဆုံပြီးတော့ပထမသင်ယူတယ် technique ကိုသင်ယူတယ်သင်ယူပြီးတော့လက်တွေ့ကျင့်သုံးတယ်ပေါက်ရောက်အောင်မြင်တယ်အဲ့ဒါနဲ့မကျေနပ်တော့ဥဒကတို့ခိုင်းကိုပြောင်းသွားတယ်ပြောင်းသွားပြီးတော့ဥဒကဆရာကြီးစီကသင်တယ်လက်တွေ့ကျင့်သုံးတယ်အောင်မြင်ပေါက်ရောက်မှုရပါတယ်ဒါကိုလည်းစိတ်ထဲမှာမကျေနပ်ဘူးဒီတဲ့ထူးခြားတဲ့တရားရှိရအောင်မယ်ဒီလောက်တော့မဟုတ်သေးဘူးလို့ဆိုပြီးတော့ထွက်ခွာသွားတယ်အဲ့ဒီကနေထွက်ခွာသွားတော့ဘယ်ရောက်သွားတော့လို့ဆိုတော့ဥရဝေလာတောဘက်ကိုရောက်သွားတာနော်အဲ့ဒါကိုလည်းမြတ်စွာဘုရားကပြန်ပြီးတော့ဒီသစ္စကပရပိုက်ကြီးနဲ့တွေ့တဲ့အခါမှာသူကိုယ်တိုင်တရားကျင့်ခဲ့တဲ့နေရာအကြောင်းကိုပြောပြထားတာရှိတယ်မဂရေတုအနုပုပ္ပေနစာရိကံသရမနောမဂရတိုင်းထဲမှာဥဒကရမဗုဒ္ဓရဲ့ကျောင်းကနေပြီးထွက်ခွာပြီးတော့လာတဲ့အခါစင်တိုင်းရှေ့ဆက်သွားလိုက်တော့ဘာတွေ့တော့ဆိုယေနဥရုဝေလာတေနာနိဂမောဒဒဝတရိဥရုဝေလာတောသေနာဆိုတဲ့ဏိဂုံးရွာဘက်ကိုရောက်သွားတယ်အဲ့ဒီကိုရောက်သွားတယ်လို့ဆိုလို့သေနာဏိဂုံးရွာဆိုတာလောကနာဇွမ်းကတ်တဲ့သူစာတာတို့ရဲ့ရွာကိုရောက်သွားတာပြောတာနော်ဥရဝေလာတော်သေနာဏိဂုံးရွာဘက်ကိုရောက်သွားတယ်ရောက်သွားလိုက်တဲ့အခါကျတော့အလုံးဗုဒ္ဓဂယာရောက်တဲ့ပုဂ္ဂိုလ်တွေတော့ရှိမှာပေါ့ခဏခေတ်မြင်ကွင်းနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2500မြင်ကွင်းကတော့ပြောင်းသွားပြီပေါ့ခြေနေတွေအများကြီးပြောင်းနေပြီပေါ့အဲ့ဒီမှာဥရဝေလာတောနာမှာကြည့်တော့နေရာဌာနအနေထားတစ်ခုကိုရသော်ဘုရားကပြန်ပြီးတော့ပြောထားတာဘာလို့ဆိုရမဏီယံဘူမိဘာကံဥရဝေလာတောကြည့်လေရတာမြေကလည်းပဲမြေပြအင်တမပျော်မွေးစရာကောင်းတယ်ပျော်မွေးစရာကောင်းတယ်ရေပြင်ကလည်းပျော်မွေးစရာကောင်းတယ်ပါတာတိကံသဝနတန္တတုပ်လေးကလည်းလှတယ်နတိစတန်ထန်တေ
Nadesa Tandante. Ye are seeded. Ye and Namego Rodima Tabi of Yomatown. Dodo. Babesa Tomaro, Nadins Ram Yellow Tabi of Yota. Nadins Ram Yesura. Mori. Yoni Machilo, Yega, Madama Chide, Nali, Kunida, Domiela on Ye Chide, Solorebo. Yega Leve, Tataman season nide, Tata Can, Ye Lia, Chi be of Queenida, Tupa data. Second lady, Madama Taya Sapa, Chaukabaji, Mahofu, Yetago Semoya, Tomian Lane. Second lady, when the mark on Tupa data, Remania Tamandasa, Kosara Kama. But one thing I let song and you are a sheep. Pero the challenge who chill like that. When the map is on, giving a leve, oh, Nina, Jomwizia Gone, Doji a leve, Chinuzia Gone, Yiga leve, season needed. Ye are let Gini, Puini. Secondly, Madama Tayare. But when Jemaleve, you are a lady, she day. Tinia ha, the Gego, they are Atolo, Gomenia, the Kubelu. Say Gemma Somjabi, Tinia Mavenga, they are Genome, say Somjabi, Uruila Doma. Here Launo, Celebi, the Rindone, so that town. That autobiography, Takara Yida the Gamofu. Piagore, Tukore Ginger and get it, how can be of Jobia. Edelu Everton Lambare near the coup, Yuche Bido. Singing the tipping Alma, Xiaoxi Yanibi. To Senzala, Kaunema. Nation Upamali Pola. Bari Upama Pola Rosa. The Arama Ginger Yugo Ato Domain. The Tatung Jong, Sintan Bispo. The Tatung Jong, a Chinese Mature, the Tatung Jong. The Tasura. Oh, Jutin beat up your army solution. Shake it donga. Miyabu sura. Emadama majore. Do chong na chongo. Boya. No. Auga kane do chongo. Boko no kos. Abogani put it do chongo. Puchi lo kos. Boko puchi. Eri do chong na chongo. Put like the kama. Pula bido. Mipila. Shega Miyabu sura. Doro jusa. To Biola. Tajamu, Josa Atomu, Nepatabi Biore Kama. Mipo Yauja, Pamalado Sure, Shiga Kadiata Gali Shibo. Hello, we so in Mipo Yauja, Josa Mumune, Loame Nalu Miyabu. Kanana Chata, Jan Edomali. Do Chona Chong Bully, Popula, Chinema, Mipian Mago. Jatala Lucian Jan Edom, Miao. Ediba Pialonga. Edi Kika. Mia on, looked at Pokum Puchi Sure. Danaku. Upama Pubido. Yes, of Yang. The Tatung Yong, Konema Pola. Edi. The Tatung Yoma, the Chonga. Sule Sunide. Yere Chata. Daga the Chong. Now the Chong are so rosure, she read on Tau Gomo Dentar, or the other Chong. Now so the Chong Jaro. Chok to in Gomo Male Tar. Get Mia was in Pay Chong Popi Mia was she. Now so Chong are the Mia Nina. Ediba Pialonga, Sensare Loga Luri, the Adama Ginger Atopo, Dinian so that beat out Chipola boat. So let's so ye chatare, the Damuaro, the Chomuaro, Do Chomuaro, Bluma Mimin Fanam, put your name put a luda more than no? So let's so need it, ye chatare, so Bluma Machinai mood.
အဲ့တော့ဆိုလဲဆိုတယ်ဆိုတာဘာပြောတာတော့ဆိုကာယစိတ်ဓာတ်ကိုယ်အနေထားကလည်းကာမဂုဏ်အာယုန်တွေထဲမှာနေတယ်စိတ်ကလည်းကာမဂုဏ်အာယုန်ထဲမှာနေတယ်ဆိုလိုတာကလူကိုယ်တိုင်ကလည်းမိသားစုနဲ့နေတယ်စိတ်ကလည်းမိသားစုတန်ရောစဉ်မပြတ်ဘူးဟောစိုးနေတဲ့တက်သားနဲ့မတူဘူးလားအဲ့ဒီထဲမှာသူတဏ္ဍာမှာကာမိသန္တာလို့ဆိုတဲ့ကာမဂုဏ်အာယုန်ခံစားခြင်းတဲ့စိတ်တွေကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးတော့ပူလောင်တဲ့စိတ်တွေနော်ဆာလောင်နေတဲ့စိတ်တွေကလည်းပဲဖယ်ရှားမထားသေးဘူးဆိုရေထဲချထားတာနဲ့တူနေတယ်ဆိုလဲဆိုတယ်ရေထဲလည်းချထားတယ်ကိုယ့်ဘဝကိုစဉ်းစားကြည့်ဘယ်လိုတစ်တုံးမျိုးလဲဘယ်လိုတစ်ချောင်းမျိုးလဲဆိုလို့ရှိရင်မိသားစုဘဝမှာလည်းလူကိုယ်တိုင်ကလည်းမိသားစုဘဝမှာနေတယ်စိတ်ကလည်းမိသားစုကိစ္စတွေနဲ့ပဲအချိန်ကုန်နေတယ်စိုးနေတယ်နော်မိသားစုဘဝထဲမှာနေတယ်ဆိုလဲဆိုတယ်ရေထဲလည်းချထားဘယ်လိုမှမီးထွက်ဖို့ရအကြောင်းမရှိဘူးအသိဉာဏ်ဆိုတဲ့မီးဖြစ်ဖို့အကြောင်းမရှိဘူးအဲ့ဒီမှာကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်ကတော့ဒုက္ခတော့ရှိမှာပဲတရားထိုင်နေတောင်မှပဲဘလောက်ဒုက္ခဖြစ်လဲနော်တချို့ကတရားထိုင်တဲ့အခါဝေဒနာကြော်သွားပြီမနေ့ကျိတ်ဖိတ်ပြီးတော့ခါနော်ထိုင်တာကြာလာလို့ရှိရင်ဝဒနာဒီနာနာမခံနိုင်တော့နားလာတယ်ဒါဝေဒနာအဲ့ဒါကိုဩပကမိကဒုက္ခဝေဒနာလို့ခေါ်တယ်လှုပ်လို့ဖြစ်လာတဲ့ဝေဒနာကျိုးစားအထောက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာဆိုတာတရားချာချာထိုင်လို့ရှိရင်ဖြစ်လာတာပဲအဲ့ဒီဩပကမိကဝေဒနာဆိုတာဖြစ်တဲ့လူဖြစ်တယ်မဖြစ်တဲ့လူမရှိဘူးကျမ်းမာရေးလည်းကောင်းတယ်တမာရီလည်းမြန်မြန်ရတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဝေဒနာဒုက္ခဝေဒနာမဖြစ်ဘူးပေါ့ကဲခုနကတစ်တုံးလေးတစ်ချောင်းလေးဟာဆိုလဲဆိုနေတယ်ရေထဲလည်းချထားတယ်ဒုက္ခဝေဒနာတွေပေါ်လဲပေါ်လာပြီဆိုလို့ရှိရင်ဘယ်လိုနည်းနဲ့မှနော်ခုနမီးဖြစ်ဖို့ဘယ်လိုမှမဖြစ်ဘူးအဲ့ဒီနဲ့အလားတန်တူတဲ့ပုဂ္ဂိုလ်တရားဟာမိသားစုဘဝမှာလည်းနေတယ်စိတ်ကလည်းမိသားစုနဲ့တန်ရောစဉ်နေဖြစ်တယ်ကာမဂုဏ်အာယုန်စိတ်တွေကိုလည်းပဲဖယ်ရှားထားခြင်းမရှိဘူးတရားဓမ္မကြိုးပမ်းအားထုတ်တဲ့အခါမှာလုံလဝိရိယကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာလည်းခံစားရအောင်ပဲဆိုဘယ်လိုလုပ်အသိဉာဏ်ဖြစ်မလို့မဖြစ်နိုင်ဘူးတဲ့အဲ့ဒီဒုက္ခကိုကြော်ဖို့အမှန်တမ်းခက်တယ်လို့ဒါကဖះဒီအလောင်းကဒါကိုစဉ်းစားလိုက်တယ်အဲ့ဒီထင်တုံမျိုးဆိုရင်ဘယ်လိုမှအသိဉာဏ်မရနိုင်ဘူးတခါဒုတိယတစ်သားချောင်းကိုစဉ်းစားလိုက်တယ်ဆိုတော့စိုးနေတယ်ဒါပေမဲ့လို့ကုန်းပေါ်တင်ထားတယ်သူကစိုးနေတယ်လို့ဆိုတာဘာပြောတာတော့လို့ဆိုကုန်းပေါ်တင်ထားတယ်ဆိုတာဘာပြောတော့ဆိုမိသားစုဘဝမှာတော့မနေဘူးဒါပေမဲ့လို့စိတ်ကကာမဂုဏ်အာယုစိတ်တွေမဖယ်နိုင်သေးဘူးမဖယ်နိုင်သေးတော့စိုးတော့စိုးတယ်ရေထဲတော့ချမထားဘူးအဲ့ဒီပုဂ္ဂိုလ်ဟာလည်းပဲကြိုးစားအထုတ်လို့ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာတွေရှိခြင်းရှိမစေမရှိခြင်းမရှိပါစေသူလည်းစိုးနေသည့်အတွက်ကြောင့်တရားတို့တရားများရနိုင်ဖို့ဆိုတာအတိညာဖြစ်ပေါ်ဖို့မဖြစ်ဘူးတဲ့မိမရနိုင်တယ်လို့အတိညာမဖြစ်နိုင်ဘူးဒုတိယတစ်ချောင်းကလည်းဒုတ်ချောင်းကလည်းမဖြစ်နိုင်ဘူးဟောတတိယတစ်သားချောင်းကိုကြည့်လိုက်တဲ့အခါ6နေပြီလုံးဝ6တွေ့နေ6တွေ့နေတဲ့အပြင်မှာရေနဲ့ဝေးဝေးမှာထားတယ်အဲ့ဒါဘာနဲ့တူတော့ဆို6တွေ့နေတယ်လို့ဆိုကြတဲ့ကနော်ရေနဲ့ဝေးဝေးထားတယ်လို့ဆိုကြတဲ့ကမိသားစုဘဝမှာမနေဘူး6တွေ့နေတယ်ဆိုတဲ့ကာမိသန္တာစိတ်တွေလည်းမရှိဘူးကာမဂုဏ်အာယုစိတ်တွေလည်းမရှိဘူးသို့တော့တရားအထုတ်ခြင်းကြောင့်ကြိုးစားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာတော့ရှိနိုင်တယ်ကြိုးစားအားထုတ်လိုက်မယ်ဆိုရင်ခုနကတစ်သားချောင်းကပူပြီးတော့မီးထွက်နိုင်တယ်လို့ပဲအဲ့ဒါလို့ကာမဂုဏ်အာယုန်နေနဲ့ဝေးဝေးกว่าကနေတဲ့ပုဂ္ဂိုလ်ကကြိုးစားလိုက်မယ်ဆိုရင်ဒုက္ခပဲဖြစ်စေအောင်တော့အတိညာဏ်တွေတော့ပေါ်လာနိုင်တယ်တတိယတစ်သားချောင်းကအဲ့ဒါလို့ဥပမာဟာဘယ်တော့မှခေါင်းထဲမရောက်ဘူးတဲ့ဒီဥပမာဖះလောင်းလေးကဉာဏ်ထဲမှာစဉ်းစားမိလာပါတယ်ဒါလဲသူကိုယ်တိုင်ပြန်ပြောပြတဲ့စကားတစ်ခုပဲပေါ့အဲ့ဒါလို့ဥပမာဉာဏ်ထဲဝင်လာတဲ့အခါမှာဒုက္ခရစရိယအကျင့်ကိုစပြီးတော့ကျင့်တော့နော်ကိုယ်ပိုင်ကျင့်စဉ်တစ်ခုအနေနဲ့အဲ့ဒီခေတ်ကပ
ပြင်းပြင်းထန်ထန်ကျင့်တဲ့အကျင့်ကိုဦးစားပေးတဲ့အနေအထားရှိသည့်အတွက်ကျင့်တယ်ဘာအကျင့်ကိုစပြီးတော့ကျင့်တာတော့လို့ဆိုတဲ့အခါဒုက္ခရစရိယာနော်ဒုက္ခရဆိုတာတာမန်ပုဂ္ဂိုလ်တွေမလုံနိုင်တဲ့စရိယာအကျင့်ဒုက္ခစရိယာလို့ပြောတာမဟုတ်ဘူးဒုက္ခရစရိယာနော်ဒုက္ခစရိယာဆိုတာဆင်းရဲတဲ့အကျင့်ကိုပြောတာတကယ်အမှန်ရေးရမှာကဒုက္ခရစရိယာဒုက္ခရဆိုတာလွယ်လွယ်ကူကူနဲ့မရဘူးခဲခဲရင်ရင်ကျင့်ရတဲ့စရိယာအကျင့်အဲ့ဒီဒုက္ခရစရိယာအကျင့်ကိုကျင့်ဖို့ဘာကစလုပ်တုံးလို့ဆိုတော့သူ့စိတ်ကိုချိုးနေတယ်စိတ်ကိုချိုးနေတဲ့အလုပ်ကိုစိတ်ကိုပိတ်ဆို့ပြီးချိုးနေတဲ့အလုပ်ကိုစလုပ်တယ်ဟုတ်တယ်လေတရားထုတ်တဲ့အခါကြီးထွက်လေဝင်လေလေးမှတ်ရင်တော့ပဲဒီစိတ်ကဟိုရောက်သွားလိုက်ဒီရောက်သွားလိုက်ကာမဂုဏ်အာယုန်တွေကနေတားဆီးလို့မရတာမဟုတ်လားအဲ့တော့ဘုရားကသူတရားကျင့်ခဲ့ပုံကိုပြန်ပြောကြတဲ့အခါမှာဒန္တိပိဒန္တပါဒာယအန်ကျိတ်နော်ပြောလေးလုံးလို့မရဘူးအန်ကျိတ်တာအန်ကိုကျိတ်ပြီးတော့မရရအောင်လုံးမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဒန္တိပိဒန္တပါဒာယဆိုတာသွားပေါ်မှာသွားနဲ့ဖိတယ်ဆိုတာအန်ကျိတ်တယ်ပေါ့ပမာရီပြောတဲ့စကားအန်ကျိတ်ပြီးဇီဝယတာလုံအာဟိစ္ဆာရှာနဲ့လေအာကောင်ကိုထောက်ထားတယ်မဲတင်းတဲ့သဘောပေါ့နော်အဲ့ဒါလို့လုတ်ပြီးတော့စိတ်ကိုတအားဖိနှိပ်ချုပ်ချယ်လိုက်တဲ့အခါဒီအကျင့်ကိုပထမဆုံးစတင်တယ်စိတ်ကိုတခြားမရောက်အောင်ဖိနှိပ်ပြီးတော့ဆုတ်ပိတ်ချုပ်ချယ်လိုက်တဲ့အခါဘာဖြစ်လာတော့ဆိုခြိုင်းကြားတွေကချွေးတွေကြိုက်ကြလာတယ်တအားကြိုးစားလိုက်တော့ချွေးတွေပြန်လာတယ်ဟုတ်ပြီတကယ်လုပ်ပြီဆိုရင်ချွေးပြန်လာပဲလေချွေးပြန်လာတယ်အဲ့တော့ချွေးပြန်လာတဲ့အခါမှာအဲ့ဒီဒုက္ခဝေဒနာကိုလည်းဒုက္ခဝေဒနာကြောင့်စိတ်ပြက်သွားတာမရှိဘူးတဲ့ဆက်လုပ်ဖို့ပဲစိတ်ထဲမှာအာသာတယ်ဟောအခက်အခဲတွေတွေ့လာတယ်ဒုက္ခတွေဖြစ်လာတယ်အဲ့ဒီဖြစ်လာတဲ့ဒုက္ခဝေဒနာကိုစိတ်ကကြပြီးတော့မသွားဘူးဆက်ပြီးတော့ကြိုးစားအထုတ်ဖို့လှုပ်လာတယ်ဘုရားလောင်းဆက်ပြီးတော့ကြိုးစားအထုတ်တယ်ဒုက္ခကစိတ်ကိုလာပြီးတော့မလွှမ်းမိုးနိုင်ဘူးတဲ့ဒါနဲ့နောက်တစ်ဆင့်တက်လိုက်တယ်အဲ့ဒါကိုဖယ်ပြီးတော့နောက်တစ်ဆင့်တက်တယ်ဘာလို့တုံးဆိုအပ္ပနကဇံလို့ခေါ်တယ်အာယုန်တခုတည်းစိတ်ကိုပို့ထားပြီးတော့အသက်ဒီထွက်လေဝင်လေကိုချုပ်တီးတဲ့အကျင့်တစ်ခုကျင့်ထွက်လေဝင်လေကိုဆိုးပိတ်လိုက်တယ်ပါးစပ်ကလည်းလေမထွက်အောင်ပိတ်တယ်နှာခေါင်းကလည်းလေမထွက်အောင်ပိတ်တယ်နားတဲ့ကလည်းလေမထွက်အောင်ပိတ်တယ်ထွက်လေဝင်လေကိုပိတ်ဆို့ပြီးတော့အန်ကျိတ်ပြီးတော့ထွက်လေဝင်လေကိုမထွက်အောင်ပိတ်လိုက်တယ်ချုပ်တီးလိုက်တယ်ပေါ့နော်ထွက်လေဝင်လေကိုအဲ့ဒါလို့ချုပ်တီးလိုက်တဲ့အခါအခက်ခဲပထမဆုံးဘာဖြစ်လာလဲလို့ဆိုအဓိမတ္တဝါဒမုဒ္ဒနိဥဟနန္တိသိပြင်းထန်တဲ့ဒီလေကခေါင်းထဲမှာလာပြီးတော့တိုးတယ်လို့ဆိုလို့နှာခေါင်းကလေမထွက်ရဘူးနားလေမထွက်ရအပေါက်ရှိတွေကပိတ်လိုက်တယ်ပစဝါတို့ပိတ်ထားလိုက်တယ်ချုပ်တီးထားလိုက်တဲ့အခါကျတော့လေကတိုးမိတိုးရတူးတဲ့အခါခေါင်းမှာလာတိုးတယ်အမှန်တမ်းပြင်းထန်တဲ့ဝေဒနာကိုခံစားရတယ်ခေါင်းကိုတူကြီးနဲ့ထုနေသလိုခေါင်းကျိန်းတာဖြစ်လာတယ်သို့တော့အဲ့ဒီဒုက္ခဝေဒနာနဲ့ကြုံရတော့လည်းပဲစိတ်ထကြမသွားဘူးတဲ့ဆက်လက်ပြီးတော့လှုပ်တယ်ဒုတိယဘာအခက်ခဲဖြစ်လာတော့ဆိုအဓိမတ္တတိတဝေဒနာခေါင်းကိုက်တဲ့ယောဂဖြစ်လာတယ်လေကိုချုပ်တီးလိုက်တဲ့အခါကျတော့ခေါင်းတွေတအားကိုက်လာတယ်အဲ့ဒီခေါင်းကိုက်လာသည့်အတွက်ကြောင့်လဲစိတ်ဓာတ်ကကြမသွားဘူးတဲ့ဒီဒုက္ခကိုလည်းကြော်လွှားအောင်စိတ်ထဲမှာထားနိုင်တယ်အဲ့ဒါလိုချုပ်တီးတော့နောက်ဆက်လက်ပြီးတော့လှုပ်တဲ့အခါမှာဘာဖြစ်လာတော့ဆိုအလုံးကိုပြင်းထန်တဲ့လေကဝမ်းဘိုက်ကိုထိုးဖောက်လာတယ်ဘိုက်ကြီးပွင့်ထွက်သွားနိုင်လောက်အောင်ကို
လေကနေပြီးတော့ထိုးလာတယ်ဗိုက်တွေတားနာလာတယ်ပေါ့အဲ့ဒီအချိန်မှလည်းပဲတိခဏနဲ့ဒီဒုက္ခဝေဒနာကြောင့်စိတ်ဓာတ်ဟာကြပြီးတော့မသွားဘူးတဲ့ဆက်ပြီးတော့ပဲကြိုးပမ်းနေဟောနောက်တစ်ခုဘာဖြစ်လာတော့ဆက်ပြီးတော့ကျင့်သုံးလိုက်တဲ့အခါကျတော့အဓိမတ္တကာယသမိဒါဟောအဓိမတ္တောကာယသမိဒါဟောခန္ဓာကိုယ်မှာအလုံးကိုပြင်းထန်တဲ့ပူလောင်မှုကြီးတစ်ခုဖြစ်ပေါ်လာတယ်တကူလုံးပူလောင်လာတယ်အဲ့ဒီပူလောင်လာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာကလည်းဘုရားလောင်းရဲ့စိတ်ကိုတုန်လှုပ်ခြောက်ခြားသွားအောင်မတတ်နိုင်ဘူးတဲ့ဒုက္ခကိုချိန်နှိပ်ပြီးတော့ခံတယ်လို့ဒီလိုဆိုတာနော်အဲ့ဒီလိုလှုပ်တဲ့အခါကျတော့ဘာဖြစ်သွားတော့ဆိုလေတွေကိုတားချုပ်ပြီးတော့ကျင့်လိုက်တဲ့အခါကျတော့နောက်ဆုံးမှာမူးမိုက်ပြီးတော့လဲသွားတာနော်ဒုက္ခရသတိယကျင့်နေစားအဲ့လိုကျင့်တာနော်မူးပြီးတော့လဲသွားပြီးတတိတွေပါမေ့သွားလဲသွားတော့မြင်တဲ့နတ်တွေကဗာပြောကြတော့ဆိုရဟန်းဂေါရမတော့သေပြီလဲကြသွားပြီသေသွားပြီဆိုတော့တချို့နတ်တွေကဒါသေတာမဟုတ်ဘူးတဲ့ရဟန္တာဖြစ်သွားပြီရဟန္တာဖြစ်သွားရင်ဒီလိုပဲဖြစ်တယ်ပေါ့ရမ်းပြောထားတာလေနတ်ဆိုတိုင်းသိတယ်ထင်မနေနဲ့ရမ်းပြောတာသူတို့လဲနောက်ကြတော့ဒီမူးလဲသွားရကနေပြန်ပြီးတော့တတိပြန်ရလာသို့တော့ဒီလောက်ကြီးမားတဲ့ဒုက္ခကိုရင်ဆိုင်ရသည့်အတွက်ကြောင့်စိတ်ဓာတ်ကျသလားလို့ဆိုမကျဘူးအဲ့ဒီကနေတတိပြန်ရလာတဲ့အခါကျတော့ခေါင်းထဲမှာဘာဖြစ်လာတော့ဆိုလေကိုချုပ်တဲ့အပ္ပနကအကျင့်ကဒါအစွမ်းကုန်ကကျင့်လိုက်ပြီနောက်တစ်ခုကထပ်ဆွမ်းတတ်အောင်မယ်ဆိုပြီးဘာတော့ဆိုအစာလုံးဝမစားဘဲနဲ့ဖြတ်တော့မယ်အဲ့ဒါလို့ဖြတ်တော့မယ်ဆိုတဲ့အခါမှာနားထဲမှာလာကြတယ်အစာလုံးဝမဖြတ်ပါနဲ့ဖြတ်ရင်မွေးချင်းပေါက်တွေကနေပြီးနတ်ဩဇာတွေထက်မယ်လို့နတ်တွေကပြောတဲ့စကားနားထဲမှာလာကြတယ်ဒါတော့ဘုရားလောင်းလေးကစဉ်းစားတယ်ငါကအစာဖြတ်တယ်လို့ဆိုပြီးတော့သူတို့ကငါမွေးချင်းပေါက်ကအစာလာထက်မယ်ဆိုရင်ငါရဲ့အလုပ်ဟာတန်ရှင်းစင်ကြယ်မှုဖြစ်မှာမဟုတ်ဘူးအဲ့တော့အစာကိုလျှော့စားမယ်လုံးဝဖြတ်တာမလုပ်တော့ဘူးနည်းနည်းလေးပဲစားမယ်တလက်ဆောင်လို့ခေါ်တာလက်ဖွားလေးကိုဖြန့်လိုက်ဖြန့်ပြီးရင်နည်းနည်းလေးတွန့်ပြီးတော့ခုံးလိုက်ခုံးပြီးတော့ရေထည့်ကြည့်လိုက်လို့ရှင်အဲ့ဒီလက်ဖွားထဲမှာတည်နိုင်တဲ့ရေပမာဏကိုတလက်ဆောင်လို့ခေါ်တယ်နော်တလက်ဆောင်လို့ခေါ်တယ်အဲ့ဒါလေးကိုပြောတာနော်ကိုယ်လက်လေးကိုပက်လက်လှန်လိုက်လက်ဖွားလေးကိုပက်လက်လှန်ပြီးတော့ခတ်ခုံးခုံးလေးလှုပ်လိုက်ခတ်ခုံးခုံးလေးလှုပ်ပြီးတော့အဲ့ဒီအခွက်ကလေးထဲမှာရေထည့်ကြည့်လိုက်ရင်ဘလောက်ရေဆမလဲအဲ့ဒီအတိုင်းအတာပမာဏလောက်လေးကိုသူစားမယ်လို့ဒီနေ့မှနည်းနည်းလေးအဲ့လိုစားပြီးတော့ဒီနေ့ကုန်တရားကျင့်အာဟာရဖြတ်ပြီးတော့တရားကျင့်အဲ့လိုတရားကျင့်တဲ့အခါကျတော့အစာအာဟာရကမလုံလောက်သည့်အတွက်ကြောင့်တဖြည်းဖြည်းပိန်းလာလိုက်တာအသားအရောင်တွေကလည်းတခါတည်းညှို့မဲသွားတယ်လူကလည်းပိန်ချသွားတယ်အယိုးပြင်းပြင်းကျဒုက္ခရစရိယကျင့်တဲ့ပုံကြီးတွေးဘူးတယ်မဟုတ်လားအဲ့ဒီအဆင့်ရောက်နေတဲ့အချိန်ကိုပြောတာနော်အသားသွေးတွေခန်းချောင်းပြီးတော့အယိုးပြင်းပြင်းကျတဲ့အနေထားထိအောင်စိတ်ဓာတ်ကတော့အလွန်ပြင်းထန်နေတယ်မျက်လုံးကလည်းဟောက်ပက်ဘိုက်ကင်လိုက်လို့ရှိရင်ကြော့ထိအောင်ဘိုက်ကြီးကလည်းချက်နေတာဘယ်လောက်ထိအောင်အခြေအနေဆိုးလာတော့ဆိုလို့ရှိရင်လက်မောင်းတို့ဘာတို့ကိုလက်တစ်ဖက်နဲ့တတ်လိုက်မယ်ဆိုလို့ရှိရင်အမွှေးလေးတွေကျွတ်ပါသွားတယ်အဲ့လောက်ထိအောင်အခြေအနေဆိုးသွားတယ်ဒီလိုပြောတာနော်မျက်လုံးကလည်းပဲဟိုးရေထွင်းထဲကအမတမနဲ့တဲ့ရေထွင်းကိုကြည့်လိုက်လို့ရှိရင်ရေလေးကဟုတ်အောင်မှရှိရတယ်လို့မျက်လုံးကြီးကလည်းဟောက်ပက်ကြီးဖြစ်နေတယ်တဲ့အသားရောင်တွေကလည်းပဲပြောင်းသွားလိုက်တာပြန်နန်းတို့လက်ကျုပ်ကျုပ်တို့ဒီလိုတွေဖြစ်လာတာနတ်တွေကအမျိုးမျိုးပြောကြတယ်ရဟန်းဂေါရမဟာအသားတွေညိုသွားတယ်တို့အသားတွေမဲသွားတယ်တို့ဒီလိုမျိုးမျိုးပြောကြတာနော်အဲ့ဒါလို့ပင်ပင်ပန်းပန်းဆင်းရဲတွေကျင့်လိုက်တာအစွမ်းကုန်ကျင့်တော်လည်းပဲသူလိုချင်တဲ့အသိဉာဏ်တစ်ခုရမလာပါဘူးတဲ့ရမလာတော့စဉ်းစားတယ်တိယအင်ညောမက်ခောဘောဓာယ
အသိဉာဏ်ရဖို့အတွက်ဒီလမ်းတော့မဟုတ်တော့ဘူးတခြားလမ်းဖြစ်ကောင်းဖြစ်လိမ့်မယ်လို့စိတ်ထဲမှာအသိဝင်လာတယ်အသိဝင်လာတဲ့အခါမှာဘာသွားတတိယတော့လို့ဆိုတော့ငယ်ငယ်လေးတုန်းကထွက်လေဝင်လေလေးကိုအာယုစိုက်ပြီးတော့မထမဆန်ရဘူးတဲ့ဒါတော့ငယ်ငယ်လေးကရနိုင်ပါမလားလို့မစင်စားနဲ့အလေးချင်းတန်လျာမှာအလေးချင်းရှိလာတဲ့ဟာတခုဟာအလွယ်တကူဖြစ်တတ်တယ်ပေါ့ကိုယ့်ရဲ့လေးချင်းမှုစွမ်းအားဟာအမှန်တမ်းကြီးမားခဲ့တယ်ခမည်းတော်သုတ္တရဏမင်းကြီးလေတော်မင်္ဂလာလုံးနေတဲ့အချိန်မှာတပြေပင်အောက်ဘုရားလောင်းလေးတူတဲ့တိတ်ထားတဲ့အချိန်အဆောင်တွေကလည်းလေတော်မင်္ဂလာပွဲကိုတွားငေးနေတဲ့အချိန်လေးပါတယောက်တည်းထထိုင်ပြီးတော့ခက်လေဝင်လေမှတ်ရင်ကနေပထမဆန်ရလာခဲ့ဘူးတယ်ပေါ့အဲ့ဒါလေးကိုတွားပြီးတော့အမှတ်ရလိုက်တော့အဲ့ဒီဟာကမှလမ်းမှန်ဖြစ်ကောင်းဖြစ်လိမ့်မယ်အခုငါကျင့်နေတာတွေဒီလောက်ပင်ပင်ပန်းပန်းကျင့်တာတောင်မရဘူးဆိုရင်ဒီလမ်းကြောင်းဟာမဟုတ်တော့ဘူးလို့စိတ်ထဲမှာပေါ်လာခဲ့တယ်ပေါ်လာခဲ့လို့တိယမေခောတိယအညောမေခောဘောရယအသိဉာဏ်ရဖို့အတွက်အညောမေခောတခြားနိလန်းဟာတိယဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ဘုရားလောင်းဟာအသိဉာဏ်နဲ့စဉ်းစားပြီးတော့လမ်းကြောင်းပြတ်မှုကြိုးစားတာဒီလိုပိန်ချုံပြီးတော့အသားရည်ညှဉ်းနှွမ်းနေတဲ့အင်အားမရှိတဲ့အနေအထားမျိုးနဲ့ကတော့အဲ့ဒါမျိုးရဖို့ခက်လိမ့်မယ်ဒါကြောင့်မို့လို့ပြန်ပြီးတော့ငါဟာအစာစားအောင်မှပဲအစာစားပြီးအားရှိအောင်လုပ်ပြီးတော့မှတရားဆက်ပြီးတော့ကျင့်မယ်လို့သူစိတ်ကူးနဲ့အစာပြန်စားတဲ့အချိန်မှာအနန္တကစောင့်ကြည့်ပြုစုနေတဲ့ဘုရားလောင်းတောထွက်ပြီးတဲ့နောက်မှာလိုက်လာကြတဲ့ပင်စဝက္ခီတွေကဘုရားအလောင်းယဟန်ဂေါရမအစာလဲပြန်စားရောစိတ်ပြက်သွားကြတယ်သူတို့ကဒါလက်လျှော့သွားပြီးဗာတရားတို့မှလည်းမရဘူးဒီလောက်ပင်ပင်ပန်းပန်းကျင့်တာတော့မရဘူးအခုတော့အစာတွေပြန်စားနေပြီကမ္မထာလောက်ကလည်းထွက်သွားပြီငါတို့တော့မျောလင်းချက်တွေဝေးကုန်ပြီဆိုပြီးတော့ဒီမှာမနေကြတော့ဘူးတဲ့ဣတိပတ္တနာတော်ဘက်ကိုပြောင်းသွားကြတယ်ဒါလည်းမြတ်စွာဘုရားကိုယ်တိုင်ပြန်ပြီးတော့မင်းရှိတဲ့စကားတစ်ခုပဲအဲ့လိုသစ္စကသုတ်တံမှာအော်တိုဘိုင်ယိုဂရာဖီအနေနဲ့တရားဘယ်လိုကျင့်ခဲ့တယ်ဆိုတာကိုဘုရားဟာပြန်ပြီးတော့မင်းရှိတယ်အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာအများကောင်းကျိုးအတွက်လောကသားတို့အတွက်ဘုရားဖြစ်သူမရောက်ခင်ကလည်းဘလောက်ပင်ပင်ပန်းပန်းကြိုးပမ်းအားထုတ်ခဲ့တယ်ဘလောက်လုပ်ခဲ့ရတယ်ဆိုတာဟာဒီဇာလန်းနေဒီမှတ်တမ်းတွေကိုကြည့်မယ်ဆိုရင်သိတာပါတယ်ဒါကြောင့်မို့လို့တရားအထုတ်တဲ့အခါမှာအခက်အခဲတွေတွေ့လဲစိတ်လျှော့ကြနဲ့မြတ်စွာဘုရားကိုယ်တိုင်တောင်မှပဲပင်ပင်ပန်းပန်းဒီလောက်အားထုတ်ရတယ်လို့ဆိုတာဒီကြိုးပမ်းအားထုတ်မှုသုံးလဝီရိယဆိုတာအင်တန်မှအရေးကြီးတယ်အခုခေတ်တော့အတွေးလေးကချောလာတယ်အေးတတတာလို့အတ္တကိလမထာဖြစ်တယ်အတ္တကိလမထာဖြစ်တယ်ပင်ပင်ပန်းပန်းမလုံနဲ့စိန်လေးနဲ့အားထုတ်ခိုင်းလို့မရဘူးနော်အေးအဲ့ဒါလို့ကြိုးစားအားထုတ်မှရနိုင်တယ်လုံလဝီရိယဆိုတာအယိုးကြည်ကြည်အေးခန်းခန်းကြိုးပမ်းအားထုတ်ရမယ်လမ်းစဉ်မှန်ဖို့ပဲအရေးကြီးတယ်ဆိုတာကိုမှတ်သားနိုင်ယူကြပြီလောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်အတ္တမခက်ခဲလာတယ်ဆိုတာသိရှိကြီးညိုကြပြီဘုရားမြတ်စွာရဲ့ဂုဏ်တွေကိုအာယုံပြုတာမိမိတို့ရဲ့လုံလဝီရိယတွေတိုးတက်လာအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာသေရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာသေရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါချမ်းငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါချမ်းငြိမ်းချမ်းကြပါစေသက်ရှိချမ်းမာ
စိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဖုံးလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥဒ္ဓုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ကြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်သာစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝုံမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်ပေဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတည်ဟုသောယလန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေးကြိုင်လည်၍နေကြပါစေကုန်တည်း